လူငယ်ကစားသမားတွေနဲ့ချန်ပီယံလိမှာတောင်းကျမ်းခဲ့တဲ့ Chelsea အားလုံးပဲမင်္ဂလာပါ90 minute ယူကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်းညာကချန်ပီယံလိမှာ Chelsea တို့နယ်သာလန်ကလပ် Ajax တင်ကို9-9နဲ့ဂိုးပြနိုင်ယူပြီးထူးခြားတဲ့မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းကချန်ပီယံလိသမိုင်းတစ်လျှောက်ပွဲစဉ်တစ်ပွဲထဲမှာ10ကျော်သက်ကစားသမားတွေကဂိုးသွင်းယူနိုင်တဲ့တစ်ခုတည်းသောအသင်းဆိုတဲ့မှတ်တမ်းဖြစ်ပါတယ်။ဒီလိုမှတ်တမ်းမျိုးကိုအရင်က Real Madrid ရဲ့ကစားသမားဖြစ်တဲ့ Raul Gonzalezအာဆင်နယ်ကစားသမား Fabregas ဘာစီလိုနာကစားသမား Ansu Fati နဲ့မိုနာကိုနဲ့ PSG မှာကစားခဲ့မှုတဲ့ Kylian Mbappe တို့ကဂိုးသွင်းယူခဲ့ကြပေမယ့် Chelsea လိုအသက်19နှစ်အောက်ကစားသမား3ယောက်လုံးဂိုးသွင်းနိုင်တယ်ဆိုတဲ့အရာကိုတော့ဘယ်အသင်းမှလုပ်ပြနိုင်ခြင်းမရှိသေးပါဘူး။ဒါက Chelsea ရဲ့လက်ရှိလူငယ်ကစားသမားတွေစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးအားရစရာချက်တစ်ခုဖြစ်ပါတယ်။လီပြမာရက်စကာအနေနဲ့လည်းချန်ပီယံလိလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတွေမှာလူငယ်ကစားသမားတွေကိုတုံးရတာကတော့ချီးကျူးရမှာပါ။သူကိုယ်တိုင်ကလည်းလူငယ်ကစားသမားတွေကိုနေရာပေးရတာကြိုက်နှစ်သက်ပြီးအဲ့ဒါကပဲသူ့ရဲ့နေပြူဟာလို့ပြောချထားတဲ့သူပါ။နေညက Ajax ကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ Estevao, Hato, Bonanotti, Giu စတဲ့လူငယ်ကစားသမား400လောက်ထိပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ Maresca အနေနဲ့လူငယ်ကစားသမားတွေနဲ့ပွဲထွက်လာတဲ့နေပြူဟာကပွဲကစားချိန်15မိနစ်မှာ Ajax ကစားသမားတိုင်လာအနီကပ်ပြထုတ်ခံထားရတဲ့အချိန်ကစပြီးအသက်ဝင်ခဲ့တာပါ။တိုင်လာထုတ်ခံရပြီး3မိနစ်ကြာမှာပဲ Giu ကဦးဆောင်ကိုသွင်းယူခဲ့ပြီးပွဲချိန်45မိနစ်နဲ့48မိနစ်မှာ Estevao နဲ့ Tyra Joe တို့ကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒီကစားသမား3ယောက်ထဲမှာ Estevao ကတော့ချန်ပီယံလိမှာ Chelsea အတွက်အသက်ငယ်ဆုံးကစားသမားဖြစ်ဂိုးသွင်းနိုင်ခဲ့သလို Premier League မှာ Chelsea အတွက်ဂိုးဖန်တီးပေးနိုင်တဲ့ကစားသမားအပြင် Premier League မှာ Chelsea အတွက်အနိုင်ဂိုးသွင်းယူနိုင်တဲ့ Brazil အသင်းရဲ့အသက်ငယ်ဆုံးကစားသမားဆိုတဲ့မှတ်တမ်းတွေကိုပါပိုင်ဆိုင်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။